ခုဒီရောက်နေတဲ့နေရာကဂျပန်တမိုင်းမှာနည်းနည်းစိတ်ဝင်စားဖို့ကောင်းတဲ့နေရာပေါ့လေသူကဒီဥစ္စာကဒီ10ရာစုလောက်ကပေါ့10ရာစုလောက်ကပကံခေတ်အစောပိုင်းလောက်ရှိမှာပေါ့ပကံခေတ်အစောပိုင်းကဒီအဲ့ဒီအချိန်မှာဂျပန်ဧကရာဇ်တရားရှိနေလေဂျပန်အင်ပါယာရဲ့ဂျပန်ဧကရာဇ်ကရှိတော့ဒီဂျပန်နိုင်ငံရဲ့တမိုင်းမှာဂျပန်ဧကရာဇ်ကိုပထမဦးဆုံးလက်နက်ကင်ပြီးတော့မှတော်လှန်ခဲ့တဲ့လူရဲ့ပုဂ္ဂိုလ်နေရာပေါ့သူ့ကိုမြုပ်ထားခဲ့တဲ့နေရာမြုပ်တဲ့နေရာလို့ပေါ့လေအဲ့တော့ဒီနေရာကိုသူကအခုဒါနတ်ကွန်းလိုမျိုးလုပ်တာဒီနေရာအဲ့တော့မြန်မာတမိုင်းနဲ့ကြည့်ရင်တော့ပပဲမောင်တင်တယ်လိုမျိုးပေါ့ဒီပပဲမောင်တင်တယ်လို့အဲ့လိုမျိုးပပဲမောင်တင်တယ်တော့လက်နက်ကင်ပြီးမတော်လာဘူးပေါ့လေဒီဂျပန်ကသူကတော့လက်နက်ကင်ပြီးတော်လာတာအဲ့တော့ဒီဆရာစုလောက်မှလက်နက်ကင်ပြီးတော်လာတော့ဂျပန်ပြန်ကဂျပန်နှိပါပြီးတော့တတ်လိုက်တာပေါ့ဒါပေမဲ့တတ်လိုက်တော့ဒီကတော့သူ့ကိုတတ်တာကဟိုမှာတတ်တာကျိုးတိုးမှာတတ်တာအဲ့တော့သူတို့ဗဇက်ရဆိုတော့လေကျိုးတိုးမှာတတ်ပြီးတော့နောက်တစ်ရက်ကျတော့သူ့ရဲ့ခေါင်းကဒီတိုကျိုကဒီနေရာကိုရောက်နေရပေါ့အဲ့တော့သူတို့ကြောက်တယ်အဲ့ဒီကျိုးတိုဧကရာဇ်တရားရောဒီဘောတိုကျိုဖြစ်လာမဲ့ဒီအီဒိုဒီဒေတာဒီလူတွေကြောက်တာပေါ့လေအဲ့ဒါနဲ့ဒီမှာတို့နတ်ကွန်းသဘောမျိုးပေါ့မြန်မာလူတွေနတ်ကွန်းမှာနတ်ကွန်းသဘောလောက်တာပေါ့အဲ့တော့ဒီနေရာနတ်ကြီးတယ်နတ်ကြီးတယ်ဆိုကျွန်တော်တို့ပုပ်ပါကဒီမေးမာဂီတီနတ်ကွန်းတွေမျိုးလူတွေမနှောက်ယှက်ရဲဆိုမျိုးပေါ့ဒါတကယ်တိုကျိုပြုတ်လဲကောင်းထမ်းမြင့်နေမှာအများကြီးပဲတကယ်စီးပွားရေးထမ်းမြင့်ဒါပေမဲ့သူတို့ကဒီမှာမပြည့်ခင်တော့ဒီမှာသူတို့အဆောက်လို့ရှိရင်ဒီကကုန်းကိုလာပြီးတော့နည်းနည်းထိပါလို့ဖြစ်တာပေါ့လေအဲ့လိုဆိုလို့ရှိရင်လူတွေတေတာတို့တခြားအန္တရာယ်ဖြစ်တာတို့ဖြစ်တယ်ဆိုတော့အဲ့ဒါနဲ့ကြောက်ကြတယ်ဂျပန်ကကြောက်ကြတယ်ဒီဥစ္စာဂျပန်ဘီရင်နေတဲ့နန်းတော်နဲ့လည်းဒီနည်းလေးပဲကတ်ရပဲအဲ့တော့သူတို့ကတော့ဒါကိုယ်ပဲပူဇော်တာပေါ့လေဒီဥစ္စာပဲနတ်ကောင်လေးမြတ်ပြရအောင်လူကြီးပိုင်းနေတွေတော်တော်လာကြတယ်ခုနရက်ကြည့်နေလူကြီးပိုင်းနေတော်တော်များလာလူငယ်ပိုင်းနေတော့တိတ်မလာကြဘူးအဲ့တော့ဒါပြောရင်တော့ဒီဂျပန်ရဲ့တမိုင်းမှာဂျပန်ဧကရာဇ်ကိုပထမအဆုံးလက်နဲ့ဆွဲကိုင်ဒေါ်လာနဲ့လူပေါ့လေသူရဲ့တက်ကွန်းနေအောင်